ဒီရလဲလေနေ့တိုင်းလိုမမေကိုတောင်းဆိုပဲပေါ့နော်ဟုတ်ကလာပန်းကပိအောင်လေးဆိုးပြပါသထေးမကာလာလေးဆိုးပြပါပြီးရင်ပန်းနီလေး pressure လေးချယ်ပြပါပြီးလို့ရှင်ဘယ်ရောင်လေးကိုတော့အပြင်ကရောင်လေးနဲ့တထတဲ့နေအောင်ဆိုးပြပါဒါလေးကကျတော့ဟုတ်ကလာလေးပေါ့နော်သူကပန်းကပိအောင်လေးမမတွေနဲ့ပေါ့နော်တက်လက်ပိုင်းမျိုးသမီးတွေမြမဝစ်စုံလေးတွေနဲ့ပို့လိုက်တယ်ပေါ့နော်ပြောမယ်ဆိုတော့တီငိန်ရောင်ပြီးလို့ရှိရင်ပြောမယ်ဆိုရင် luxury အရောင်လို့ပြောလို့ရတယ်သူက luxury ရောင်ပေါ့နော်လုံးဝလေး night out တွေပါဆိုတော့ထူထူဆိုးလိုက်လို့ရှင်ဒီလိုမျိုးကလေးကမိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြီးတော့ပါလေးဆိုးမယ်ဆိုရင်လည်းတင်မလားတင်းငိမ့်ပြီးတော့အိမ်ကြီးရတော့အမျိုးသမီးလေးဖြစ်သွားတဲ့အယောင်မျိုးပေါ့နှကန်းဒီလို့ဆိုရင်နီနီရဲရဲမကြိုက်ဘူးဆိုပြီးတော့မျက်ခွန်တွေပါတင်တာလဲလုံးဝဘာမှမခတ်ဘူးဒီရောင်ကြီးငပိအောင်မျက်နှာပေါ်တင်လိုက်လို့လှပါမလားဆိုဒီမှာကြည့်မင်းဆိုလုံးဝတင်မလားအဖက်မတာပါပဲနဲ့ထည့်ပြီးတော့စိုးပြပေးထားပါတော့အယောင်လေးကငိမ့်ငိမ့်လေးနဲ့ဟိုမှာကြုံပန်းနီလေးတင်လိုက်တာတော့ glow glass no effect မှာကြုံအယောင်လေးဆိုလဲလေဒီမှာကြည့်နှကန်းမှာပေါ်မှာနှကန်းဒီမှာနှကန်းသားမရှိတယ်လို့ဘယ်လိုပြောနှကန်းသားပေါ်မှာကွယ်နှကန်းဒီစိုးမထားတယ်ပဲပေါ့ပါလေးနဲ့ဟိုပဲဒီမှာကြည့်ပါနီ eye shadow လေးမျက်နှာတစ်ခုလုံးပေါ့နော် highlight color လေးတွေသုံးချင်တယ်ပေါ့နော်ကိုလင်းချင်တဲ့နေရာလေးတွေကိုရဲချင်တဲ့နေရာလေးတွေရဲလို့ရတယ်မောင်ရဲချင်ရဲလို့ရတယ်ဆိုတော့လို့ပဲမျက်နှာလေးကိုတီငိမ့်ငိမ့်လေးနဲ့ကွယ်အယောင်ဆူလေးနဲ့ဟိုဘယ်လိုပြောမလဲပါနီ eye shadow လေးတင်လိုက်တော့မျက်နှာလေးကနုနုဖက်လေးဖြစ်သွားတယ်နောက်တစ်ခုကကျတော့ဒီမှာတီငိမ့်ငိမ့်လေးနဲ့ကွယ်ဒီမှာအခြေလွတ်လာခရုတ်တိုက်လာဒါမျိုးရရပေါ့နော်အဲ့တော့မင်းကပြအောင်လေးမင်းဆိုးပြပါဆိုလုံးဝကင်မရာဖက်ထည့်မထားဘူးအပြင်မှာလည်းဒီရောင်လေးပဲရမှာဖြစ်ပါတယ်ဒီရောင်လေးပုံစံနဲ့ရကြအောက်ကဘာလေးခံဆိုးရမလဲဆိုတော့သူကဘယ်လိုလေးခံဆိုးရမလဲဆိုတော့ foundation လေးခံဆိုးပိုကောင်းတယ်ပန်းနီလို့ပဲ eye shadow ဆိုလဲ foundation လေးတစ်ဆက်ချပြီးလို့ရှိရင်အဲ့လိုမျိုးတွဲဆိုရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့မင်းကကြတော့ဒီနေ့ဆိုးပြထားတာလေးကတော့လုံးဝဟုတ်ကာလာလေးတင်ငင်ရောင်လေးပါတင်ငင်ရောင်လေးဆိုကဲမနေ့ကကြတော့ risk color ဆိုးပြပါဒီနေ့ဟုတ်ကာလာဆိုးပြပါတောင်းကာလာဆိုးပြပါမျိုးသော CP မှာလာမေးကြတော့ညီမလေးတွေအမလေးတွေအတွက်ဆိုးပေးလိုက်ပါတယ်ဒီမှာကြည့်တော့လုံးဝပါကြီးလေးနဲ့ကိုတီငိန်နဲ့ကာလာအတွက်မှန်လေးလိုချင်နေဆိုရင်တော့ဒီရောင်လေးပေါ့နော်ဟုတ်ကာလာလေးကလည်းတော်တော်လေးကိုလှတယ်မြင်ငပိရောင်လေးပေါ့ရှားပါရောင်လေးနှခမ်းနေတော်တော်များများရှားပါတဲ့အရောင်လေးလို့ပြောလို့ရတယ်ရှားပါရောင်လေးကြိုက်တယ်ဆိုရင်မရှိမှာလို့ရပါတယ်တခြားတော့2000ကျပ်ပါ9ချောင်း9ရောင်ထွက်တယ်ပေါ့နော်9ရောင်ဆိုလို့ရှိရင်အချစ်ဈေးရှိတယ်ပြီးတော့3ချောင်းစယူပြီးဆိုတာနဲ့တပြိုင်နဲ့6000မို့ယူရပြီဆိုတာနဲ့မမေကပို့က delivery နဲ့ပို့ပေးနေပါတယ်ရှင်ကဲအဲ့တော့မျိုးတစ်ပေါက်300ကျော်ကိုအိမ်ရောက်ငွေချရတယ်အရောင်ကတော့9ရောင်လာတယ်မြင်ငပိရောင်လေးစိုးပြပါတယ်ဆိုရဲစိုးပြလိုက်ပါပြီရှင်ကျေးဇူးပါ